ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထိုင်းနိုင်ငံရဲ့အကြောင်းဗဟုသုတအနေနဲ့ဝေမျှပေးချင်ပါတယ်ထိုင်းနိုင်ငံဟာအရှေ့တောင်အာရှမှာတည်ရှိသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီးရုံးသုံးဘာသာစကားမှာထိုင်းဘာသာစကားပဲဖြစ်ပါတယ်ထိုင်းနိုင်ငံ၏မြို့တော်မှာဘန်ကောက်မြို့ဖြစ်ပြီးနိုင်ငံ၏စီးပွားရေးယဉ်ကျေးမှုနှင့်နိုင်ငံ၏ဗဟုချမ်းသာအဖြစ်တည်ရှိနေပါတယ်ထိုင်းနိုင်ငံဟာလာအိုကမ္ဘောဒီးယားမြန်မာမလေးရှားနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါတယ်။ထိုင်းနိုင်ငံရဲ့မြောက်ပိုင်းမှာတောင်တန်းများအလယ်ပိုင်းတွင်မြစ်ဝှမ်းများနဲ့တောင်ပိုင်းတွင်ကမ်းခြေများဖြင့်ဖွဲ့စည်းထားပါတယ်။ထိုင်းနိုင်ငံဟာဗုဒ္ဓဘာသာကိုအခြေခံသောယဉ်ကျေးမှုများဖြင့်ပြည့်နှက်နေပါတယ်။ထိုင်းလူမျိုးများဟာဘာသာရေးကိုအလေးထားပြီးဖျားเจ้าများနဲ့စေတီပထိုးများကိုနေရာတိုင်းမှာတွေ့မြင်နိုင်ပါတယ်။ထင်ရှားတဲ့ပွဲတော်များမှာစွန်ကရန်ပွဲတော်ရေဖြန်းပွဲနဲ့လွိုင်းကရာသွန်ပွဲတော်တို့ပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့စီးပွားရေးဟာစိုက်ပျိုးရေးခရီးသွားလုပ်ငန်းနဲ့စက်မှုလုပ်ငန်းများပေါ်အခြေခံထားပါတယ်။ထိုင်းနိုင်ငံဟာကမ္ဘာပေါ်တွင်ထင်းရှူစပါးရာဘာနဲ့ပဇွန်တင်ပို့မှုတွင်ထိပ်တန်းနိုင်ငံများစာရင်းမှာပါဝင်ပါတယ်။ထိုင်းနိုင်ငံဟာကမ္ဘာလှည့်ခရီးသွားများအတွက်ဆွဲဆောင်မှုရှိသောနေရာများစွာရှိပါတယ်။ဘန်ကောက်မြို့ဖူးကတ်ကျွန်းချင်းမိုင်မြို့နှင့်ပတ္တရားမြို့တို့သည်ထင်ရှားတဲ့ခရီးသွားဆွဲဆောင်မှုများပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာတဘာဝလတရားများကြွယ်ဝသောယဉ်ကျေးမှုနှင့်စီးပွားရေးတိုးတက်မှုများစွာဖြင့်ထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ခရီးသွားများအတွက်ဆွဲဆောင်မှုရှိသောနေရာများစွာရှိပြီးကမ္ဘာလှည့်ခရီးသွားများရဲ့စိတ်ဝင်စားမှုကိုရရှိထားပါတယ်။ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါစီရှင်။ကိုတူတာ channel ကိုလည်း like and subscribe လေးနဲ့ကူညီခဲ့ပါအောင်နော်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်